အားလုံးပဲမင်္ဂလာပါ engineering ဘာသာရပ်ကိုစိတ်ဝင်စားလေ့လာကြတဲ့သူတိုင်းကိုကြိုဆိုပါရစေ။အခုဗီဒီယိုကကျွန်တော်လူသားတွေကမ္ဘာမြေကြီးကနေလျှက်စစ်ကိုဘယ်လိုနည်းလမ်းတွေနဲ့ရယူထုတ်လို့သုံးစွဲနေလဲဆိုတော့ကိုပြပြသွားမှာဖြစ်ပါတယ်။လျှက်စစ်ကိုရေအားစွမ်းအင်သုံး hydro power station ၊သဘာဝဓာတ်ငွေ့စွမ်းအင်သုံး gas power station ၊လေစွမ်းအင်သုံး wind power station ၊နေရောင်ခြည်စွမ်းအင်သုံး solar power station ၊ကြောင်မီးသွေးစွမ်းအင်သုံး coal power station တို့ကနေမှလျှက်စစ်ကိုထုတ်ယူသုံးစွဲနေကြပါတယ်။စွမ်းအင်အမျိုးမျိုးကိုရယူအသုံးပြုပြီးလျှက်စစ်စတင်ထုတ်လွှတ်ပေးနေတဲ့ generation power station တွေက11 kV တအားကိုထုတ်လွှတ်ပေးပါတယ်။ generation power station ကနေလျှက်စစ်တွေတည်ဆောင်ပေးတဲ့ transmission line tower တွေစီကို230 kV နဲ့တည်ဆောင်ဖို့ရ11 kV 230 kV step up transformer တွေကိုသုံးပေးရပါတယ်။အဲဒီကနေတဆင့်လျှက်စစ်တာအားတွေကိုတဆင့်လျှော့ပို့ဆောင်ဖို့ဂျာခံ power station တွေကနေ230 kV 132 kV step down transformer တွေကိုအသုံးပြုပေးရပါတယ်။ 132 kV ကနေ66 kV 66 kV ကနေ33 kV 33 kV ကနေ11 kV 11 kV ကနေ 0.6 kV လျှက်စစ်တာအားတွေရှော့ချသုံးစွဲဖို့ရာဂျာ substation မှာ step down transformer တွေကိုအသုံးပြုပေးရပါတယ်။စက်ရုံသုံးလျှက်စစ်33 kV ကနေ400 volt 6.6 kV ကနေ400 volt 11 kV ကနေ400 volt ဓာတ်အားရှော့ချသုံးစွဲဖို့အတွက်လည်း step down transformer တွေကိုအသုံးပြုပေးရပါတယ်။1000 kVA အောက်ဝင်အားလျှက်စစ်သုံးမယ်ဆိုရင်11 kV ဓာတ်အားလိုင်းကနေရယူသုံးစွဲနိုင်ပြီးတော့1000 kVA အထက်ဝင်အားလျှက်စစ်အသုံးပြုမယ်ဆိုရင်တော့11 kV ဓာတ်အားလိုင်းအထက်ကနေရယူသုံးစွဲပေးရပါမယ်။မြန်မာနိုင်ငံမှာ33 kV or 11 kV ကနေပြီးတော့400 volt or 230 volt ကိုလျှက်စစ်ဝင်အားပမာဏလျှော့ပြီးတော့အသုံးပြုတာများပါတယ်။မြန်မာနိုင်ငံမှာပုံမှန်အားဖြင့်စက်ရုံသုံးလျှက်စစ်ဝင်အားကို33 kV ဓာတ်အားလိုင်းကနေပြီးတော့400 volt အိမ်သုံးလျှက်စစ်ဝင်အားလိုင်းကိုတော့11 kV လိုင်းကနေပြီးတော့230 volt step down ချပြီးတော့အသုံးပြုများတာကိုတွေ့ရပါတယ်။အခုဗီဒီယိုလေးကိုအားလုံးပဲချန်နယ်တက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။အခုလိုနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။